Old Trafford ကိုတုံးလုံးစေခဲ့တဲ့ Benjamin Sesko ရဲ့63မိနစ်တွင်းကိုမိနစ်90မှာခြေပေါက်ကိုအတွင်းခံလိုက်ရလို့ပွဲပြီးပြီလို့ထင်နေတဲ့16တင်ဖန်တွေကို Benjamin Sesko ကအသေးခွဲသွားပါတယ်။ Fulham ပရိသတ်တွေအောင်ပွဲခံလို့တော့မပြီးသေးတဲ့အချိန်3မိနစ်အကြာမှာပဲ Sesko ကသူ့ရဲ့အရေးချင်းကိုထုတ်ပြလိုက်ပါတယ်။ Penalty area ထဲမှာဘောလုံးကိုထိမ်းပြီးတစ်ချက်လှည့်က Fulham ဂိုးသမားဘာမှမတတ်နိုင်တဲ့ထောင်တွေကိုအလှပဆုံးကန်သွင်းယူသွားခဲ့တာပါ။ဂိုးဝင်သွားတဲ့အချိန်ပရိသတ်တွေရဲ့အော်ဟစ်တန်ကတကယ်ကိုထိတ်လန့်စရာကောင်းတော့အောင်ကျေလောင်ခဲ့တယ်လို့ Sesko ကဆိုပါတယ်။ဒါဟာ United အတွက်သူ့ရဲ့6ဂိုးမြောက်တွင်းဂိုးဖြစ်တယ်လို့နီးပြ Carrick လက်အောက်မှာ3ပွဲကစား3ပွဲလုံးအနိုင်ရတဲ့စံချိန်ကိုလည်းဆက်ထိန်နိုင်ခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ Sesko ကတော့ဒီနိုင်ပွဲဟာတယောက်တည်းကြောင့်မဟုတ်ပဲအသင်းသားအားလုံးရဲ့စီးလုံးမှုကြောင့်လို့ပြောသွားပါတယ်။အခုဆိုရင် United ရဲ့အရှိန်ဟုန်ကတားမရတော့ပါဘူး။လာမယ့် February 9 ရက် Spa နဲ့ပွဲမှာရောဒီလိုပဲထပ်နိုင်အောင်မလားပြောပေးသွားပါဦး။ဒီနေ့ပွဲက Sesko ရဲ့အလှဆုံးလှည့်ကန်ချက်ကိုညီကိုတို့ရောသဘောကျမိလား Carrick လက်ထက် United ရဲ့ကစားပုံကိုရောဘယ်လိုမြင်လဲ comment မှာအားရပါရပြောသွားကြပါဦး။အားကစားသတင်းတွေထပ်ကြည့်ဖို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။